စစ်မှန်တဲ့အသင်းတော်ဆိုတာတစ်ခုပဲရှိတယ်အဲ့ဒါ Roman Catholic အသင်းတော်ပဲ Okay လုံးဝမှားပါတယ်ခင်ဗျာအမှန်တရားဆိုတာမြူချလို့မရလောက်အောင်တခါတလေခါတီးပါတယ်ဆရာကြီးဒါပေမဲ့လည်းတင်းရဲ့ဝိညာဉ်ရေးအတွက်ခါတီးပြီးမဲ့လည်းမြူချလိုက်ပါနော်ဆရာ Roman Catholic အသင်းတော်ရဲ့ဝိညာဉ်ရေးဘက်ကိုကျွန်တော်တီချာလေးလာတဲ့အခါမှာတော်တော်လေးကို6တွေ့နေပါတယ်စိတ်မကောင်းပါဘူးဆရာရဲ့ဖယားသခင်က Roman Catholic အသင်းတော်တွေအတွက်ငရဲပေကိုဖန်ဆင်းခဲ့တာမဟုတ်ပါဘူးစာတမာနနဲ့သူ့ရဲ့အဖွဲ့တွေအတွက်ဖယားသခင်ကငရဲပေကိုဖန်ဆင်းခဲ့တာဖြစ်ပါတယ်အဲ့ဒီစာတမာနရဲ့အဖွဲ့ဝင်တွေထဲမှာ Roman Catholic RC ကိုကျွန်တော်မပါစီချင်ပါဘူးကျမ်းစာကိုကောင်းမွန်နားလည်တဲ့လူတော်များက Roman Catholic RC ကိုတိုက်ခိုက်ကြတယ်စမ်းကျင်ကြတယ်ဆိုတာကို Roman Catholic ရဲ့အယူဩဝါဒအတွင်တင်ချက်တွေကိုမားနေလို့ဖြစ်ပါတယ်အစစ်မှန်တဲ့အတင်းတော်ဖြစ်လို့တိုက်ခိုက်ကြတာမဟုတ်ဘူးလူတော်များကိုလမ်းပြုတ်စီမဲ့အတင်းတော် Roman Catholic ဖြစ်လို့လူတော်များကတိုက်ခိုက်ကြတာစမ်းကျင်ကြတာဖြစ်ပါတယ်ငရဲပြင်းနေပါချင်းလာအောင်မာယွန်းတဲ့အယူဩဝါဒများ Roman Catholic တွင်တင်ချက်တွေကိုဆက်ပြီးတော့မဟောပါနဲ့ဆရာကအပြောကောင်းပါတယ်မာယွန်းတဲ့အယူဩဝါဒမာယွန်းတဲ့တွင်တင်ချက်တွေနဲ့လူတော်များကိုလွှမ်းမိုးနိုင်တဲ့အစွမ်းရည်ကိုဆရာမရှိတယ်ဆိုတာကျွန်တော်မြင်လဲမြင်ရပါတယ်ဒါပေမဲ့မိရဲ့အစွမ်းရည်ကိုလွှဲမစွာအသုံးမချလိုက်ပါနဲ့ဆရာရဲ့မာယွန်းတဲ့ဆရာရဲ့တွင်တင်ချက်တွေကြောင့်လူတော်များကငရဲပေကိုရောက်သွားလိမ့်မယ်ဆိုတာကိုဆရာကမိကိုအပြစ်ရှိတယ်လို့မခံစားမိဘူးလားဆရာက Roman Catholic RC Father တယောက်ဖြစ်ပြီးမဲ့လေမာတင်လူတာလိုပေါ့ RC အတင်းတော်ကနေထုတ်ခွင့်ဖို့ဝန်မလေးပါနဲ့ဆရာရဲ့ Roman Catholic RC အတင်းတော်တဲ့တင်းရဲ့ဝိညာဉ်ရေးကပို့ပြီးတော့အရေးကြီးတယ်နော်ဆရာရဲ့ဆရာကရုပ်ရည်လဲချောနီကိုဒေမတ်လိုပင်ရအရေးချင်းလဲရှိတယ်ဒါပေမဲ့ဒုတိယမွေးချင်းမှာခံရတည်တဲ့လူတွေထဲမှာဆရာနာမယ်လဲပါမှာစိုးလို့ပါပြောင်းလဲဖို့အချိန်တန်ပြီဆရာရဲ့ခလေးလေးတွေကို baptism ပေးတဲ့အခါမှာအဲ့ဒီ baptism ကခလေးလေးတွေရဲ့အပြစ်ကိုစီးစောစီတယ်အပြစ်ကနေလွတ်မြောက်စေတယ်ဆိုတဲ့ RC တွင်တင်ချက် RC အယူဩဝါဒများကိုကျန်းစာရဲ့တွင်တင်ချက်နဲ့တလွဲဖြစ်နေပါတယ်နိချင်းခံချင်းကလူကိုကေတင်ချင်းမပြီးနိုင်တယ်လူရဲ့အပြစ်ကိုလည်းမစီးကြောနိုင်ပါဘူးကောင်းမခွဲခြားတတ်တဲ့အဲ့ဒီခလေးလေးတွေကိုနိချင်းခံပြီးချင်းအဖြစ်မနှိမ့်ဆက်ကြပါနဲ့ဗျာတနာဆရာကြီးသခင်ယေရှုခရစ်တော်ကအသက်30မှာနိချင်းခံခဲ့ပါတယ်သခင်ယေရှုခရစ်တော်ကငယ်ရွယ်နဲ့နိချင်းမခံခဲ့ပါဘူးသခင်ယေရှုခရစ်တော်ကတူလို့တလူယုံကြည်သူတွေကိုလှုပ်စီခြင်းလို့သူက action နဲ့ပြလိုက်တာဒါပေမဲ့ဒီနေ့ဒီချိန်ထိ Roman Catholic RC တွေကဖျားစကားကိုနားမထောင်သေးဘူးဆိုတော့နိချင်းခံခြင်းကအပိကနေလူကိုမကယ်နိုင်ပါဘူးဒီ baptism နိချင်းခံခြင်းကသခင်ယေရှုကိုမိကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံသူတွေအတွက်လှုပ်ဖို့ခံဖို့တာဖြစ်ပါတယ်တမန်တော်ဝတ္ထုခန်းကြီးနဲ့အငယ်38မှာပြောထားတယ်လဲဆိုရင်ပေတရုကလည်းတင်တို့ဤအပိကိုလွတ်စေခြင်းငါနောင်တရ၍တယောက်မြတ်မှာကျွန်းယေရှုခရစ်တော်ဤနာမ၌ဘပ်တိဇမ်ကိုခံကြလောတဲ့သခင်ယေရှုကိုယုံကြည်ပြီးတော့မိရဲ့အပိကနေနောင်တရတဲ့သူတွေကို baptism ကိုပြီးကြလောအဲ့ဒါကကျင်းဆိုင်တွင်တင်ချက်ဖြစ်ပါတယ်အပူအေးကောင်းမခွဲချက်တတ်တဲ့ဒီခလေးလေးတွေကို baptism ကိုပြီးကြလောလို့ကျင်းစာကမပြောဘူးဆိုတော့ကာကြီးကအခွင့်တော့မဖတ်တတ်တဲ့ဒီခလေးလေးတွေကိုနိချင်းခံပြီးတဲ့ခလေးတွေရဲ့အမားအပိမဟုတ်ဘူးဘယ်သူအပိလဲဆိုတော့ pop တွေအပိဖြစ်တယ် bishop တွေအပိဖြစ်တယ်ဟုတ်တယ်မလားဆိုတော့ baptism ကခလေးလေးတွေရဲ့အပိကိုစီကြောစီတယ်ဆိုရဲ Roman Catholic အယူဩဝါဒကကျမ်းစာရဲ့တွင်တင်ချက်နဲ့တခြားစီဖြစ်နေပါတယ်ဆိုတော့ကဘာတဝန်လုံးမှာမာယွန်းတဲ့အယူဩဝါဒကိုပြန့်နှံ့စေတဲ့ Roman Catholic အတင်းတော်ကစစ်မှန်တဲ့အတင်းတော်ဖြစ်ဖို့ကတော့ဝေးဆိုတော့ Roman Catholic အတင်းတော်ကစစ်မှန်တဲ့အတင်းတော်ဟုတ်တလားမဟုတ်ဘူးလားဆိုတာကိုကျွန်တော်ရှင်းပြသွားပြီဖြစ်တယ်ဆိုတော့အားလုံးကလည်းကောင်းမွန်နားလည်သဘောပေါက်ကြပြီဆိုတော့ Roman Catholic အတင်းတော်က6တွေ့တဲ့အတင်းတော်မာယွန်းတဲ့အယူဩဝါဒများကိုယုံကြည်နေတဲ့အတင်းတော်ဟုတ်တယ်ဖြစ်တယ်ဆိုတာကိုလူတွေကကောင်းမွန်နားလည်သဘောပေါက်လာတဲ့နောက်ပိုင်းမှာဆီယာဖာရာကစစ်မှန်တဲ့အတင်းတော်တစ်ခုပဲရှိတယ်အဲ့ဒါက Roman Catholic ဖြစ်တယ်လို့ပြောတဲ့အခါမှာဆီယာက
သူများရှိမှဟာတာလောက်တလို့ဖြစ်သွားပြီဆရာရဲ့